မိတ်ကပ်ရယ်ဟုတ်တယ်အားလုံးစင်ပြီးပါ ဟာဘာချက်ကမလောက်တော့ဘူးတဲ့ ဘာချက်မလောက်တော့ရလဲကိုကို ဩဟွာကိုတို့မင်္ဂလာဆောင်ကြားလို့ရှိရင်ဓာတ်ပုံနဲ့ဗီဒီယိုဖွဲ့ငါဖို့တဲ့ဘာချက်မလောက်တော့တာ ဒါဆိုရင် ကိုတို့ဓာတ်ပုံနဲ့ဗီဒီယိုဖုန်းနဲ့မရိုက်လိုက်ကြရင်ကောင်းမှာ ဘာချက်လျှော့လို့ရတယ်အများကြီးရှိသေးရဲ့လေဒါပေမဲ့အမှတ်တရတွေတော့မလျှော့ချင်ပါဘူးဘာချက်ကကြာရင်မေ့သွားမှာအမှတ်တရတွေတက်တက်လုံးကြံနေ